England Premier League Champion Arsenal အသင်းဟာလာမယ့်ဘောလုံးရာသီအတွက်တိုက်စစ်ပိုင်းကိုပုံမအားကောင်းလာစေဖို့ထိပ်တန်းတိုက်စစ်မှုတို့ကိုခေါ်ယူဖို့ကြိုးစားနေပါတယ်။အဲ့ဒီဖြစ်မှတ်တွေထဲမှာအတလက်တီကိုမက်ဒရစ်အသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှုဂျူလီယန်အယ်ဘာယက်စ်ကထိပ်ဆုံးနေရာမှာပါဝင်နေပါတယ်။အယ်ဘာယက်စ်ဟာလက်ရှိနွေရာသီအပြောင်းရှိစေကွက်ရဲ့စိတ်ဝင်စားမှုအများဆုံးကစားသမားတွေရဲ့တယောက်ဖြစ်နေပြီးဘာစီလိုနာရီယဲမက်ဒရစ်ပါရီစင်ဂျာမိန်နဲ့အာဆင်နယ်တို့ကပါခေါ်ယူဖို့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။မကြာသေးခင်ကတော့အယ်ဘာယက်စ်ဟာအတလက်တီကိုမက်ဒရစ်ကနေထောက်ခွာပြီးသူ့ရဲ့အိမ်မက်ဖြစ်တဲ့အသင်းကိုပြောင်းရွှေ့ခြင်းကြောင့်ဖွင့်ဟခဲ့တာကြောင့်အသင်းကြီးတွေကြားအပြိုင်ဆိုင်ပုံမပြင်းထန်လာခဲ့ပါတယ်။နာမီကျော်အပြောင်းရွှေ့တင်းထောက်ဖာဘလီဇီယိုယိုမာနိုရဲ့ဆိုအီအာဆင်နယ်အသင်းကအယ်ဘာယက်စ်ရဲ့ကိုစားလေတွေနဲ့ဆက်တွေ့ပြီးအပြောင်းရွှေ့ဖြစ်နိုင်ခြေကိုမင်းမြင်ခဲ့ပါတယ်။ဒါပေမဲ့အယ်ဘာယက်စ်ဘက်ပြန်လည်ဖြေကြားခဲ့တဲ့အချီကတော့အာဆင်နယ်ပရိသတ်တွေအတွက်စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ယိုမာနိုရဲ့ပြောကြားချက်အရကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောင်းချင်တဲ့အသင်းကဘာစီလိုနာပါလို့အယ်လာယက်စ်ကတိုက်ရိုက်ပြောဆိုခဲ့တယ်လို့သိရပါတယ်။အာဆင်နယ်တင်မခပဲပြင်သစ်ထိပ်သီးကလပ်ပါရီစင်ဂျာမိန်ကလည်းဆက်တွေ့ခဲ့ပေမဲ့အဖြေကတော့အတူတူပဲဖြစ်ခဲ့ပါတယ်။ဒါကြောင့်လက်ရှိအချိန်မှာအယ်ဘာယက်စ်ရဲ့ဦးစားပေးရွေးချယ်မှုဟာဘာစီလိုနာအသင်းချစ်နေတယ်ဆိုတာပိုပြီးထင်ရှားလာပါတယ်။ဒါပေမဲ့အာဆင်နယ်အတွက်မျှော်လင့်ချက်ကတော့လုံးဝမကုန်သေးပါဘူး။ဘာစီလိုနာအသင်းအနေနဲ့အတလက်တီကိုမက်ဒရစ်နဲ့ပြောင်းရွှေ့ခြင်းနှိနှိုင်းမှုအဆင်ပြေပဲအပြောင်းရွှေ့ကြံ့နေမယ်ဆိုရင်အာဆင်နယ်အသင်းဟာအဆင့်တင်စောင့်ကြည့်နေတဲ့အသင်းဖြစ်ဝင်ရောက်လာနိုင်တယ်လို့သတင်းတွေကဖော်ပြထားပါတယ်။ဒါအပြင်အာဆင်နယ်အသင်းဟာဘယ်လ်ဂျီယန်ကလပ်ပြိုရဲ့တိုက်စစ်ဇာတ်မာခီစထရိုဇိုလစ်နဲ့အက်စတွန်ဗီလာအသင်းရဲ့လူငယ်ခြေပွင့်မော်ဂန်ယောဂျာတို့ကိုလည်းအခြားရွေးချယ်စရာဖြစ်မှတ်တွေချီဆက်လက်ဆောင်ကြည့်နေပါတယ်။အခုချိန်ထိတော့ဂျူလီယန်အယ်ဘာယက်စ်ရဲ့ဆန္ဒဘာစီလိုနာကိုပြောင်းရွှေ့ဖို့သာဖြစ်နေပြီးအာဆင်နယ်အနေနဲ့အခြေအနေပြောင်းလဲလာမယ့်အချိန်ကိုစောင့်ကြည့်ရဖို့ရှိနေပါတယ်။ပရိသတ်တွေအနေနဲ့ရောဂျူလီယန်အယ်ဘာယက်စ်ဟာဘာစီလိုနာကိုပဲပြောင်းတင်တယ်လို့ထင်ပါသလားဒါမှမဟုတ်အာဆင်နယ်ကိုရွေးချယ်တင်တယ်လို့မြင်ပါသလားတင်းရဲ့အမြင်ကိုမှတ်ချက်မှာမျှဝေပေးခဲ့ပါဦး။